Hello အားလုံးပဲမင်္ဂလာပါအာဆင်နယ်မြန်မာစပို့အားပေးနေကြတဲ့ဂါနာဖန်ကြီးကိုမောင်နှမများအားလုံးမင်္ဂလာပါအခုကျွန်တော်ပြောတော့ပေးမယ့်အကြောင်းအရာလေးကတော့ကျွန်တော်တို့ဒါပရီးမီးယားလိပွဲစဉ်20ရောက်လာပြီပေါ့လေ20ကျွန်တော်တို့မြန်မာစံတော်ချိန်စနေနေ့ညပေါ့လေ12နာရီတိတိမှာရှင်ပြိုင်ကစားသွားမဲ့ဘိုးမောက်တင်နဲ့အာဆင်နယ်တင်းတို့ရဲ့ဒါပွဲကြိုတုံးတစ်ချက်လေးကိုပြုလုပ်ပေးသွားမှာဖြစ်ပါတယ်ပထမဆုံးအနေနဲ့ပေါ့လေကျွန်တော်တို့ဒါ line အလေးအရင်ဆုံးပြောတော့မှာဖြစ်ပါတယ်ကျွန်တော်တို့ဂိုးဒမနေရာမှာဒေးဗစ်ရိုင်ယာရှိမယ်တင်ဘာရှိမယ်ဆလီဘာရှိမယ်ကျွန်တော်တို့ဂါဘီရှိမယ်ဒီဘက်ကဒါရီကာဒိုကာလာဖီအိုရီပေါ့လေကျွန်တော်လည်းပြန်ပါလာမယ်လို့ထင်တယ်ကာလာဖီအိုရီရှိမယ်အလဲမှာဆိုရင်တော့ဇူဘာမန်ဒီရဲ့ကျွန်တော်မာတင်အိုရီကာရဲ့ကျွန်တော်တို့ဒက်ဂလန်ရိုက်လည်းဒီကျွန်တော်အနေနဲ့ဒါတူကပေါ့လေအယောင်ရော့သွားလောက်ပြီလို့ထင်တယ်ပေါ့လေအဲ့လိုမျိုးနေထားကြောင်းဒီကလန်ရိုက်ပြန်ပါလာမယ်လို့ထင်တယ်ရှီလန်တို့ရောက်နေရာမှာဆိုရင်တော့ကျွန်တော်တို့ထုံးစံတိုင်းပဲပေါ့လေစာကာရဲ့ယောဂရက်ရဲ့ကျွန်တော်တို့လီယန်နိုထရော့ဆက်ရဲ့ဖြစ်ပါတယ်ကျွန်တော်တို့ဒါနှစ်တင်းကြားတဲ့ပေါ့လေနှစ်တင်းကြားတဲ့မပြောခင်ပေါ့လေကျွန်တော်တို့ဒီပွဲစဉ်တော့ကွန်လက်တိုင်းလူကြီးပေါ့လေခရစ်ဂါဗနာကတာဝန်ယူကင်တွယ်တော့မှာဖြစ်ပါတယ်ကျွန်တော်တို့ဒါဘုံမောက်တင်ရဲ့နောက်ဆုံး၅ပွဲကိုကျွန်တော်အခြေအနေလေးကိုပြောပါမယ်ဘုံမောက်တင်ကဒါနောက်ဆုံးတော့၅ပွဲရတဲ့အခြေအနေရဆိုရင်ကျွန်တော်တို့လက်လောပေါ့လေလက်လောဒါမန်ဒီချဲစီတင်းကိုဝေးကွန်းမှာအတူတူတည်ကြထားတယ်ကျွန်တော်တို့ဒါဘရန်ဖိုတင်ကို4-1နဲ့ဝေးကွန်းမှာရှုံးနေထားတယ်ဘိုးမောက်တင်ကနောက်ထပ်ဘန်လီတင်းကို1-1တည်မန်ယူတင်းကိုဝေးကွန်းမှာ4-4တည်ပေါ့လေကျွန်တော်တို့ချဲစီတင်းကိုအိမ်ကွန်းမှာတည်ပေါ့လေတည်ဆိုတဲ့အနေထားမျိုးကြောင့်ကျွန်တော်တို့နောက်ဆုံး၅ပွဲမှာကျွန်တော်တို့၄ပွဲတိတိတည်ကြထားတယ်ကျွန်တော်တို့တပွဲရှုံးထားတယ်ပေါ့လေဘရန်ဖိုကိုရှုံးနေထားတာဖြစ်ပါတယ်အာဆင်နယ်တင်းရဲ့နောက်ဆုံး၅ပွဲအခြေအနေကိုကြည့်ရမယ်ဆိုရင်ကျွန်တော်တို့အာဆင်နယ်တင်းကလက်တလောကျွန်တော်တို့အက်စတွန်ဗီလာတင်းကိုဂိုးပြတ်နိုင်ထားတယ်4-1ဆိုတဲ့ရလနဲ့နိုင်ထားတယ်ပြီးတော့ဒီဘရိုက်တန်တင်းကို2-1နဲ့အိမ်ဝက်မှာနိုင်ထားတယ်ကျွန်တော်တို့ဒီပဲလီတင်းကိုပေါ့လေပဲလီတင်းကိုကျွန်တော်တို့ဒါခရာဘောင်းကပ်ပေါ့လေခရာဘောင်းကပ်ဒါကွာတာဖိုင်နယ်မှာ1-1တီကြပြီးတော့ပေါ့လေပင်နတီနဲ့ဒါဆီမီဖိုင်နယ်ကိုတက်ရောက်ထားတယ်နောက်ထပ်ကျွန်တော်တို့အေဗာတန်တင်းကိုအဝေးကွန်းမှာ0-1ဆိုတဲ့ရလနဲ့နိုင်ထားတယ်ပြီးတော့ပရီးမီးယားလိပွဲစဉ်ပဲကျွန်တော်တို့ဟိုအတင်းကို2-1ဆိုတဲ့ရလနဲ့နိုင်ထားတယ်ပေါ့လေအဲ့လိုနေထားမျိုးကြောင့်ကျွန်တော်တို့နောက်ဆုံး၅ပွဲမှာ၄ပွဲတိတိနိုင်ထားတယ်ပေါ့လေကျွန်တော်မိနစ်90ရလက်ဖြစ်တာကြောင့်ကျွန်တော်တို့ပဲလီတင်းကိုပေါ့လေတေးကြထားတယ်ပေါ့လေဒါခရာဘောင်းကဒါကွာတာဖိုင်နယ်မှာတေးကြထားတယ်ဖြစ်ပါတယ်ကျွန်တော်၅ပွဲကန်ထားတာမှာကျွန်တော်၄ပွဲနိုင်တပွဲတေးဖြစ်ပါတယ်လက်ရှိအာဆင်နယ်ကားရန်ဖောင်ကလည်းကောင်းနေတယ်ပေါ့လေကျွန်တော်တို့နောက်ထပ်တွားလိုက်အောင်ပေါ့လေနောက်ထပ်ဘာတွားမလဲဆိုတော့ကျွန်တော်တို့လက်ရှိအာဆင်နယ်တင်းကလက်ရှိမှာပေါ့လေယာဒီဝက်ပြီးဆုံးချိန်မှာကျွန်တော်တို့ရမှတ်45မိနစ်အတူကျွန်တော်တို့ယာဒီဝက်ချန်ပီယံဖြစ်ထားတယ်ပေါ့လေမန်စီးတီးတင်းကိုလည်းဒုတိယနေရာမန်စီးတီးတင်းကိုလည်း၄မှတ်တီခွာထားနိုင်တာဖြစ်ပါတယ်ဘိုးမောက်တင်းကတော့ကျွန်တော်တို့ဒါအမှတ်ပေးစရာမှာအဆင့်15နဲ့ဒါရက်တည်နေတာဖြစ်ပြီးတော့19ပွဲကန်ပြီးတဲ့နေထားမျိုးမှာ၅ပွဲနိုင်ထားတယ်10ပွဲတည်ကြထားတယ်6ပွဲရှုံးနေထားပြီးတော့ယာကိုက29ကိုရှိတယ်ပေးကိုကတော့ရာကိုက29ကိုပေါ့လေပေးကိုက35ကိုပေးထားရတယ်ကိုcontribution -6ရှိတယ်ပေါ့လေရမှအပြင်23မှတ်နဲ့တူဒါအဆင့်ဒါကျွန်တော်တို့ဒါ15မှာရက်တည်နေတာဖြစ်ပါတယ်ဒီနေ့တင်းကြားတဲ့ဒါနောက်ဆုံးဒါမိနစ်ကပေါ့လေဒါနောက်ဆုံးဒါနှစ်ပွဲဒါထိတိုက်တွေ့ဆုံမှုမှာဆိုရင်တော့ကျွန်တော်တို့အိမ်ဝမ်ဝေးကွန်းပြောလေအာဆင်နယ်နဲ့ရှုံးနေထားတာဖြစ်ပါတယ်အာဆင်နယ်ကွန်းမှာဆိုရင်ဘိုးမောက်က1-2ဆိုတဲ့ရလနဲ့အနိုင်ရရှိထားတယ်ဒါဘိုးမောက်တင်းရဲ့ဒါအိမ်ဝမ်မှာဆိုရင်2-0ဆိုတဲ့ရလနဲ့အနိုင်ရရှိထားတယ်ပေါ့လေမိနစ်ကဒါအာဆင်နယ်တင်းအနေနဲ့နှစ်ကြော်ဆုံးရှုံးနေထားတာဖြစ်ပါတယ်ဒါကြောင့်ပေါ့လေဘိုးမောက်တင်းကဘယ်လိုပဲလက်ရှိမှာကာရန်ဖောင်တွေလုံးဝဒါရန်ကြီးကောင်းမနေစီကမူပေါ့လေကျွန်တော်တို့ဒါအာဆင်နယ်တင်းနဲ့တွေ့တဲ့ခါမျိုးမှာကျွန်တော်တို့ဒါမိနစ်ကလည်းဒါနှစ်ကြော်စလုံးကိုပေါ့လေအနိုင်ရရှိထားတာကြောင့်ခက်ခဲမဲ့ပွဲစဉ်လို့တော့ကျွန်တော်အနေနဲ့မြင်တယ်ပေါ့လေနည်းနည်းလေးတော့ခက်ခဲနိုင်တယ်ပေါ့လေဒါဘုံမောက်တင်အိမ်ဝန်းဖြစ်တာကြောင့်ဘုံမောက်တင်ကလည်းပေါ့လေဒီရလက်တွေဆိုးနေသည့်တိုင်အောင်ပေါ့လေကစားပုံကအရန်ကြီးညံ့တဲ့တင်မဟုတ်ဘူးပေါ့လေမဟုတ်ဘူးအနေထားကြောင့်ကျွန်တော်တို့အဝေးကွန်းမှာတခြားလေးအောင်ဆက်ရမယ်ပေါ့လေကျွန်တော်တို့ဆလီဘာတို့ဂါဘီယယ်တို့လည်းနောက်တန်းရှိတာကြောင့်ပေါ့လေနောက်တန်းတော့စိတ်ချမယ်လို့ကျွန်တော်အနေနဲ့ယုံကြည်တယ်တိုက်စစ်အနေနဲ့ဒီပွဲချိန်အတွင်းပေါ့လေပထမပိုင်းပွဲချိန်အတွင်းမှာဂိုးစောစီစီရခဲ့မယ်ဆိုရင်ပေါ့လေကျွန်တော်အနေနဲ့ဖီအားတွေအောက်ကကင်းပြီးတော့ကျွန်တော်အနေနဲ့လိုချင်တဲ့အနိုင်တော့မှတ်ကိုကျွန်တော်အနေနဲ့ရသွားမယ်လို့ယုံကြည်ပါတယ်ကျွန်တော်ကတော့ရလက်လေးအနေထားကတော့ကျွန်တော်ကတော့အဝေးကွန်းမှာပေါ့လေZ2 Z3 လောက်နဲ့ဒါအနိုင်ရရှိမယ်လို့ခန့်မှန်းပေးလိုက်ပါတယ်ဒီကိုဒီနေ့ဘယ်လိုမြင်လဲဒီပွဲစဉ်နဲ့ပတ်သက်ပြီးတော့ပေါ့လေဘုံမောက်တင်ရဲ့အိမ်ကွန်းမှာအာဆင်နယ်တင်းအနေနဲ့ခက်ခဲကစားနိုင်မလားဒါမှမဟုတ်လဲလွယ်ကူစွာနဲ့ဒါအနိုင်ရရှိသွားနိုင်မလားပေါ့လေဘယ်လိုမြင်ကြလဲကျွန်တော်တို့ဒါပေမဲ့ဒါ
ယာဒီဝက်ပြီးဆုံးချိန်မှာတော့အာဆင်နယ်တင်ကဒါ45မှတ်နဲ့အတူမန်စီးတီးကို4မှတ်ခွာထားလိုက်ပြီးအေးဆေးဆေးနဲ့ပေါ့လေတပွဲချင်းစီအာယုံစိုက်ပြီးတော့ကျွန်တော်တို့ဆက်လက်ပြီးတော့ဒုတိယယာဒီဝက်ကိုပေါ့လေကြော့ဖြတ်တပွဲချင်းစီအာယုံစိုက်ပြီးတော့ကြော့ဖြတ်သွားမှာဖြစ်ပါတယ်ယာဒီကုန်းမှာကျွန်တော်တို့လိုချင်တဲ့ချန်ပီယံဆုဒါဖလားကြီးရရှိနိုင်ပါစေပေါ့လေကျွန်တော်တို့လည်းထပ်တူဆူတောင်းပေးနေပါတယ်ပေါ့လေအားလုံးပဲကျေးဇူးများတင်ပါတယ်ညီကိုတွေနဲ့ပေါ့လေ DW ရဲ့ကွန်းမအောင်မှာဝင်ရောက်မှတ်ချက်ပေးခဲ့ကြပါအောင်ပေါ့လေဒီပွဲစဉ်နဲ့ပတ်သက်ပြီးခက်ခဲနိုင်လားပေါ့လေပွဲပြီးရလက်လေးရောဘလို့လေးကိုအမြင်ရှိလဲပေါ့လေအဲ့ဒါလေးဒါကွန်းမအောင်မှာဝင်ရောက်မှတ်ချက်ပေးခဲ့ကြပါအားလုံးကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်ကိုဆက်လက်ပြီးအားပေးဝင်ရပေးကြပါအောင်ခင်ဗျာကျွန်တော်ရဲ့ဒါ TikTok အကောင့်တွေရောပေါ့လေ Facebook page ရောရှိတယ်ဒါ YouTube channel လည်းရှိတယ်ကျွန်တော်တို့ Telegram channel လည်းရှိတယ်ပေါ့လေ Telegram channel ဆိုလဲကျွန်တော်တို့ဒါဒီ Facebook page တို့ဘာတို့ TikTok တို့မှာတင်မရတယ်ပေါ့လေ highlight video လေးတွေတို့ကျွန်တော်တို့gold run တဲ့ video လေးတွေပေါ့လေပွဲချိန်အတွင်း gold run တဲ့ video လေးတွေပါတယ် video အများစုဒါ Telegram channel မှာတင်ပါတယ်join ပေးကြဖို့လည်းအမြဲတမ်းရက်ခံအပ်ပါတယ်အားလုံးပဲကျေးဇူးထူပါ